အဘယ်သူကိုအိတ်ချင်အောင်လုပ်မလဲမသိဘူးတဲ့ဟေးနော်ဆိုတော့ခုနကကျွန်တော်Thomas ခန်းကိုပြန်သွားရအောင် Thomas ကဘာကိုပုံဆောင်နေလဲဆိုကျမ်းစာမှာလောကသားတွေကိုပုံဆောင်တယ်အာမင်လောကသားတွေတော်တော်များများကသူတို့ကမြင်နိုင်တဲ့အရာကိုယုံတယ်လက်တွေ့ရှိတဲ့အရာကိုပဲသူတို့ယုံတယ်ဒါပေမဲ့ကျွန်တော်ယုံကြည်သူတွေကြတော့မြင်နိုင်တဲ့အရာကိုယုံတာလားမမြင်နိုင်တဲ့အရာကိုယုံတာဖြစ်တယ်အာမင်ဆိုတော့ဒီမှာ Thomas ကလည်းယေရှုရောက်လာတဲ့အချိန်မှာ तू လုံးဝမယုံနိုင်ဘူး तू သခင်မအဲ့နဲ့ယေရှုကသိတာပေါ့ကျွန်တော်ဘာတွေးနေလဲကျွန်တော်ဘလို့ယုံကြည်ခြင်းမျိုးရှိလဲတကယ်ယုံကြည်ခြင်းရှိလားမရှိလားဒီနေ့လဲကျွန်တော်နှုတ်ကပတ်တော်အားဖြင့်ဘုရားစကားပြောမှာဖြစ်တယ်အာမင်ဆိုအဲ့လိုမျိုးကမှယေရှုကဘာပြောလဲ Thomas လာပါမင်းမယုံရင်ငါရဲ့ခြေထောက်တွေကိုမင်းလာထိကြည့်ပါဒီမှာတွေ့လားမင်းတို့ကငါခံတဲ့လမ်းဒီလက်ငါလက်ကိုကြည့်ငါမင်းတို့အသေးခံပေးခဲ့တဲ့ဒဏ်ရာဒဏ်ချက်ယေရှုကပြောတော့ Thomas ကသခင်ဒါဆိုရင်သခင်ကိုကျွန်တော်ထိလို့ရမလားအဲ့ဒါလာပါ Thomas လာခဲ့ငါ့ကိုလာထိကြည့်ပါ Thomas ကမယုံမဲနဲ့ဖြည်းဖြည်းချင်းသွားပြီးတော့ဘာလို့လဲယေရှုကိုသွားထိတဲ့အချိန်မှာမှချက်ချင်းသူနောင်နာရတယ်ကိုရောကျွန်တော်မှားပါတယ်ဒါနဲ့ယေရှုကလည်းသူ့ဖတ်ပြီးတော့ Thomas မင်းကငါ့ကိုမြင်လို့ယုံတယ်ထိလို့ယုံတယ်တွေးလို့ယုံတယ်မင်္ဂလာရှိတယ်ဒါပေမဲ့ငါ့ကိုမထိမတွေးမမြင်မဲနဲ့ယုံကြည်ခြင်းအသာရွှေ့မင်္ဂလာရှိတာဖြစ်တယ်ဟာလေလုယာကျွန်တော်ဒီနေ့ယေရှုလွန်ခဲ့တဲ့နှစ်ပေါင်း2000ကကျွန်တော်ကိုယ်စားအသေးခံပေးခဲ့တော့ကျွန်တော်မြင်ရလားဆိုရင်မမြင်ရဘူးအာမင်တွေ့ဘူးလားဆိုရင်မတွေ့ဘူးဒါပေမဲ့ဘာဖြစ်ဘူးလဲကြားဘူးတယ်ဟာလေလုယာယေရှုတကယ်ရှိခဲ့တယ်ဆိုတာကသိပ္ပံကရောတမိုင်းကရောအထောက်ထားတဲ့အကုန်ရှိတယ်အဲ့ဒီယေရှုကသင်ခြင်းမြတ်ဆုံးမှန်ကိုအောင်တဲ့ဖျားဖြစ်တယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းလေးကြားဘူးတယ်အဲ့ဒီကြားတာကိုကျွန်တော်ကဘာဖြစ်တာလဲယုံတာဟာလေလုယာကြားတဲ့သတင်းစကားယေရှုရဲ့သတင်းကောင်းကိုကြားပြီးယုံတဲ့သူဒီမှာထိုင်နေတဲ့သူအယောက်ချင်းစီတိုင်းကတာရွှေ့မင်္ဂလာရှိတော်သူတွေဖြစ်တယ်လက်ခုပ်တီးပြီးဘုရားကိုချီးမွမ်းပါဟာလေလုယာအမယုံကြည်သူလို့ပြောရင်ကျွန်တော်ကမမြင်နိုင်တဲ့အရာကိုကျွန်တော်ယုံတာတနည်းအားဖြင့်အင်္ဂလိပ်လိုပြော blind ကြီးယုံတာဘယ်လိုယုံတာလဲဘာမှမမြင်မဲနဲ့ကိုယုံတာအဲ့ဒါတွေကဘယ်သူတွေလဲဆိုရင်မင်္ဂလာရှိတော်သူတွေဖြစ်တယ်အာမင်Thomas လိုလောကလူတွေများများစွာရှိတယ်မြင်နိုင်မှယုံမယ်လက်တွေ့ပြမှယုံမယ်ကောင်းပါတယ်ဘုရားသခင်ကလည်းပြောတယ်ငါ့ကိုမြည်ဆန်းကြည့်ပါတဲ့ဟာလေလုယာဒါတော့သိကောင်းတယ်ကျမ်းစာမှာပြောလဲယေရှုခရစ်တော်ကိုတဲ့မိမိကယ်တင်ပိုင်ရှင်အဖြစ်သိရေးကြီးတယ်နော်ကျွန်တော်ပြောမယ်လူမှာအရေးကြီးတဲ့နှစ်နေရာရှိတယ်အဲ့ဒါကျမ်းစာကပြောနေတာနံပါတ်1ကျွန်တော်ရဲ့နှုတ်ပြောပါအောင်ကျွန်တော်ရဲ့နံပါတ်1ပါလဲပါဇက်အရေးကြီးတယ်ဒီပါဇက်ကဝန်ခံတဲ့ຢာတွေတကယ်ဖြစ်တာနံပါတ်2စိတ်နှလုံးအရေးကြီးတယ်ဘုရားသခင်ကစစ်ဆေးတဲ့အခါမှာလူတစ်ယောက်ကိုစိတ်နှလုံးပဲစစ်ဆေးတယ်အာမင်ဆိုတော့ယေရှုခရစ်တော်ဖခင်ကမိမိငါတို့ကိုကယ်တင်ပေးနိုင်တယ်ငါတို့ကိုယ်စားအပြစ်ငရဲကနေလဝါကတိုင်းမှာငါတို့ကိုယ်စားအသေးခံပေးတယ်သူဟာ3ရက်မြောက်နေ့မှာတေချင်းမြတ်ဆုမှန်ကိုအောင်တဲ့ဖခင်လို့နံပါတ်1ဒီရိုးရိုးလေးပဲနှုတ်ကနေဝန်ခံလိုက်တာနဲ့ဘယ်ကိုရပြီလဲကယ်တင်ခြင်းရပြီဟာလေလုယာအာမင်ယုံကြည်သူတွေဘလောက်ထိကျွန်တော်မင်္ဂလာရှိလဲယေရှုလုပ်ပေးခဲ့တာနှုတ်ဖြင့်ဝန်ခံတာနဲ့ဒီနဲ့ကယ်တင်ခြင်းကိုရမယ်ဝါအဲ့ဒါအခါမဲ့အာမင်ဒါဆိုနံပါတ်1ပါလဲစိတ်နှလုံးဖြည့်တဲ့အဲ့ဒီယေရှုခရစ်တော်ဖခင်ဟာဖခင်ရဲ့သားတော်တကယ်ဖြစ်တယ်ငါကိုစားလဝါကတိုင်းပေါ်မှာတကယ်အသေးခံပေးခဲ့တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကငါမတွေ့ခဲ့ရပေမဲ့မခံစားခဲ့ရပေမဲ့တကယ်လက်တွေ့သူအသက်ရှင်ခဲ့တယ်ဆိုတာကိုသင်စိတ်နှလုံးကနေရိုးရိုးလေးသင်ယုံကြည်လိုက်တာနဲ့သင်ဟာဖြောက်မှတ်ခြင်းကိုရမယ်တဲ့ဟာလေလုယာဘယ်လောက်ဒီကောင်းလဲဖြောက်မှတ်ခြင်းဆိုတာလေ
လောကမှာကြိုက်တဲ့လူကိုမေးကြိုက်တဲ့လူရှာကြည့်ဖြောင့်မတ်တော်သူတယောက်မှမရှိဘူးလို့ကျမ်းစာကပြောတယ်ယေရှုခရစ်တော်တယောက်တည်းကလွဲလို့ဖြောင့်မတ်တော်သူလောကမှာမရှိဘူးအာမင်ကျွန်တော်နေတိုင်းအပြစ်ကိုကျွန်တော်ကျူးလွန်နေကြတယ်တခုမို့တခုကျွန်တော်အပြစ်နဲ့ကျွန်တော်ကဒုစရိုက်အပြစ်ထဲမှာကျွန်တော်ရှိနေတယ်ဒါပေမဲ့အဲ့ဒီယေရှုခရစ်ကိုသင်ယုံကြည်ခြင်းအပြစ်သင်အပြစ်လုပ်တော်လဲအပြစ်ရှိတော်လဲအာမင်သင်ကိုဖခင်ကဘာလို့သတ်မှတ်လဲဖြောင့်မတ်တော်သူလို့သတ်မှတ်တယ် hallelujah praise the lord ကျွန်တော်ကောင်းမှုကုသိုလ်ကြောင့်မဟုတ်အာမင်သင်ဆုတောင်းနိုင်လုံးလည်းမဟုတ်အာမင်သင်ချမ်းသာဖတ်ပြီးတော့သင်အရန်သူများပေါ်ကောင်းနေလို့မဟုတ်ဖခင်သခင်ကျွန်တော်တို့ကိုအရန်ချစ်လို့ဖြစ်တယ်အခမဲ့ဆိုတဲ့ဖြောင့်မတ်ခြင်းလက်ဆောင်ကိုသင်တွက်ပေးခဲ့တာ hallelujah အဲ့ဒါကယ်တင်ခြင်းဖြစ်တယ်အာမင်ဒါကြောင့်ယေရှုခရစ်ကျွန်တော်ဆွမ်းဆိုတယ်ယေရှုရှိရင်ဘာဖြစ်မလဲပြည့်စုံတယ်ဘာလို့လဲဒီဘဝမှာလဲယေရှုကကျွန်တော်ရဲ့လေးသောဝင်တွေကိုထမ်းပေးမဲ့ဖခင်ဖြစ်တယ်နောင်ဘဝမှာလဲထာဝရငရဲကနေကယ်လွတ်ပြီးတော့အာမခံချက်ပေးမဲ့ဖခင်ဖြစ်လို့ဒီဘဝအတွက်ရောနောင်ဘဝအတွက်ရောပြည့်စုံတယ်ကျွန်တော်တို့အာမင်ဒါဆိုဘာလို့သေးလဲဘာမလို့တော့ဆရာဘာမလို့ပြန်လို့ရပြီအာမင်ဒါကြောင့်ခရစ်တော်ပေးခဲ့တဲ့ကယ်တင်ခြင်းကိုစဉ်းစားတိုင်းမှာဒါကြောင့်ယုံကြည်သူတွေအမြဲတမ်းကျေးဇူးတော်ချီးမွမ်းရမယ်ဆိုတာအခြေအနေပေါ်မှာမဟုတ်ယေရှုခရစ်ပေါ်မှာအမြဲတမ်းအမိပြုပြီးတော့ကျွန်တော်ကျေးဇူးတော်ချီးမွမ်းရမှာဖြစ်တယ်ဟာလေလုယာဘုရားသခင်ကိုလက်ခုပ်တီးပြီးတော့ပြန်လည်ပြီးတော့ချီးမွမ်းရအောင်အာမင်ဆိုတော့ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်ခေါင်းစဉ်ကျွန်တော်သွားရအောင်အချိန်လည်းသိပ်မရှိတော့ဘူးဆိုတော့ကဲခေါင်းစဉ်လေးကျွန်တော်ထပ်ဖတ်ရအောင်တစ်ချက်လောက်တူတူကဖတ်ရအောင်ခေါင်းစဉ်ပါလဲနည်းနည်းပြောပါဦးပါလဲဖြစ်ပြီးလဲပြောဘေးကလူတွေးစင်အောင်မယ်เนาะအင်္ဂလိပ်အတန်ရမ်းပြီလို့ဆိုတော့သင်အခုဘယ်ကိုရောက်နေလဲဟာဆရာကျွန်တော် international Harvard Church မှာကျွန်တော်ထိုင်နေတယ်ဟာလားအဲ့လိုလားအဲ့တော့မေးတာမဟုတ်ဘူး Amen where are you now ဆို Justin Bieber တခြင်းကိုလည်းပြောတာမဟုတ်ဘူးခေါင်းစဉ် Amen သင်အခုဘယ်ကိုရောက်နေလဲတနည်းအားဖြင့်သင်ရဲ့နေရာသင်ရဲ့အိမ်ကိုမင်းနေတာမဟုတ်သင်ရဲ့ position သင်ရဲ့အနေအထား Amen သင်ရဲ့ level ဘယ်ရောက်နေလဲသင်ဘာလုပ်နေလဲဒါဖျားမင်းနေတာကျွန်တော်တို့ Amen ကျွန်တော်ဘယ် level ကိုရောက်နေလဲ Amen ပြီးတော့ကျွန်တော်ဘာတွေလုပ်နေလဲသိလားကိုသိလားပြီးတော့နောက်ဆုံး where are you going မင်းဘယ်ကိုသွားနေတာလဲကျွန်တော်ယုံကြည်သူတော်များများကဒီနှုတ်ကပတ်တော်ကိုကင်ပြီးတော့ဆုံးရှုံးနေကြတယ်တနည်းအားဖြင့် ATM ကင်ပြီးတော့ password မေးတယ်ချမ်းသာမှာဖျားသခင်ကလေဂျူးလူမျိုးတွေအိမ်မတန်မှဉာဏ်ပညာရှိအခုချိန်ဒီကဘာပေါ်မှာနံပါတ်1ထိပ်တန်းဝင်တာဂျူးဖြစ်တယ်။ American နိုင်ငံတော်မှာဂျူးစီကနေပြီးတော့သူတို့ကဉာဏ် wisdom ယူရတယ်။ဤပညာတွေအကြံတွေယူရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဂျူးလူမျိုးတွေကနှုတ်ကပတ်တော်ကိုအင်မတန်မှတန်ဖိုးထားတယ်။ဒီနှုတ်ကပတ်တော်အတိုင်းလိုက်လျှောက်တယ်။အဲ့ဒါကြောင့်မလို့အချမ်းသာဆုံးကလည်းဂျူးလူမျိုးတွေဣသရေလလူမျိုးတွေဘာကြောင့်လဲဆိုဒီနှုတ်ကပတ်တော်ကိုသူတို့ကလေးသူတို့စစ်တိုက်ရင်တော့မှာတဲ့ဘလောက်ထိသူတို့ကတယောက်နဲ့တယောက်စကားပြောရင်တော့မှတိုက်ပွဲမှာစကားပြောရင်တော့ရန်သူမသိအောင်ဘာနဲ့ပြောလဲသိလားကျမ်းစာနဲ့ပြောတာကဘာဦးချမ်းဘလောက်ဟာအဲ့ဒါဆိုသူတို့သဘောပေါက်ပြီကျွန်တော်ကဘာဦးချမ်းခန်းကြီး1တိတယ်အားလုံးနှစ်ဆိုရင်မသိတော့နှစ်ဆိုရင်ဘာဖြစ်လဲတိုက်ပွဲမှာသိပြီကဘာဦးချမ်းခန်းကြီး2ဘာပြောတာလဲမြေကြီးဒီလွတ်လာပြီအစင်းမရှိတကယ်တော့ပြောရန်သူမရှိဘူးပြောတာဒါပေမဲ့သူကအဲ့မှာအိတ်တယ်ဆိုပြောချင်တာပါလေဂျူးလူမျိုးတွေကဒီနှုတ်ကပတ်တော်ကိုကင်ဆွဲထားတဲ့အခါမှာအခုချိန်ထိသူတို့ကလောကမှာဉာဏ်ပညာအရှိဆုံးသောသူတွေဖြစ်တယ်ကျွန်တော်ယုံကြည်သူတွေကလည်းဘုရားသခင်ကဒီနှုတ်ကပတ်တော်ပေးထားတာအလကားပေးထားတာမဟုတ်ဘူးအိမ်မှာအလှထားဖို့ပေးထားတာမဟုတ်ဘူးကျမ်းစာကိုဖတ်ပြီးတော့အဲ့ဒီထဲက passport တွေကိုသင်ရှာဖို့အတွက်ဖြစ်တယ်ဒီလောကမှာနေတဲ့အခါမှာအောင်မြင်ဖို့အတွက်ဖြစ်တယ်အာမင်ဒီလောကမှာနေတဲ့အခါမှာဉာဏ်ပညာနဲ့တွာလာဖို့အတွက်ဖြစ်တယ်သူတပားကိုတိဆောက်ပေးတတ်ဖို့အတွက်ဖြစ်တယ်အာမင်
ရှုံကြည်သူလို့ပြောလိုက်ရင်ကျမ်းစာတစ်ခုပဲသိတယ်ဘာမှမသိဘူးဆိုမဖြစ်သင့်ဘူးကျမ်းစာကင်ထားတဲ့သူကပညာအရှိဆုံးဖြစ်တဲ့ဟာလေလုယာဟာလေလုယာရှောလမုန်ကလောကမှာပညာအရှိဆုံးဘာကြောင့်လဲဖခင်ရဲ့ပညတ်တရားဤဥပဒေတာတွေကိုလိုက်လျှောက်သောကြောင့်နဲ့ပညာအရှိဆုံးဖြစ်တာလောကသားတွေတော့မှသူ့စီမှာအစီလာခံတယ်လောကမှာနာမည်အကြီးဆုံးအပညာအရှိဆုံးဘယင်သမီးတွေလာပြီးသူ့စီမှာခစားတယ်ဘာကြောင့်လဲဒီနှုတ်ကပတ်တော်ကြောင့်ဟာလေလုယာဒါဆိုရင်ကျွန်တော်ယုံကြည်သူတွေတော်တော်များများနှုတ်ကပတ်တော်ကိုကျွန်တော်နားလည်လာတာပါလဲဆိုရင်ဘုရားသခင်ကဒီနှုတ်ကပတ်တော်ကိုပေးထားတာနောင်ဘဝအတွက်တစ်ခုတည်းပေးထားတာမဟုတ်ဒီဘဝမှာသင်ဘယ်လိုပုံစံမျိုးနဲ့အသက်ရှင်မလဲဘယ်လိုအောင်မြင်သောသူဖြစ်မလဲဘယ်လိုကြွယ်ဝသောသူဖြစ်မလဲအာမင်ကျမ်းမာခြင်းလည်းဒီထဲမှာရှိတယ်ဟာလေလုယာအဆုံးရှိတယ်ဗျပေါင်းသင်းဆက်ဆံရေးလားစီးပွားရေးလားအာမင်အားလုံးရှိတယ်ကျမ်းစာထဲမှာဒါဆိုကျွန်တော်ယုံကြည်သူတွေဘာလို့ဒီနေ့ဒီချိန်တော်တော်များများဆင်းရဲနေသေးတာလဲဘာလို့ယုံကန်နေရတာလဲလူကတော့ယုံကန်ရမှာပဲဒါပေမဲ့ဘယ်တော့မှဘုရားသခင်ကလေဆင်းရဲခြင်းကိုတလဲ့တည်းမပေးဘူးအမြဲတမ်းအလက်ပေးတယ်ဟာလေလုယာတခါလေကျရင်သင်စိတ်ဆင်းရဲရလဲဒါပေမဲ့ဝမ်းမြောက်တဲ့ချိန်လည်းပေးတယ်ကြွယ်ဝမဲ့လမ်းကိုလည်းဘုရားပေးတယ်ဒါပေမဲ့အဲ့ဒီကြွယ်ဝတဲ့လမ်းကြွယ်ဝတဲ့အချိန်တဲ့အချိန်ရောက်လာသင်ကြွယ်ဝမယ်ဒါပေမဲ့နှုတ်ကပတ်တော်မှာသင် password တွေသင်ဖြည့်တတ်ဖို့လို့နားလည်ဖို့လို့အာမင်ဒီနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့အင်မတန်မှအရေးကြီးတဲ့နှုတ်ကပတ်တော်ဖြစ်တယ် hallelujah ဒါဆိုရင်ကျွန်တော်တို့ where are you now နဲ့သင်အခုဘယ်မှာလဲသင်ဘာလုပ်နေတာလဲသင်ဘယ်ကိုရောက်နေတာလဲငါဘာလုပ်သင့်လဲငါဘယ်ကိုသွားနေတာလဲသင်ဘာလို့ကောင်းကောင်းမသိတာလဲသင်ရဲ့နေရာအမှန်ကိုသင်ဘာလို့ကောင်းကောင်းမသိသေးတာလဲဆိုရင်ကျွန်တော်တို့မှာ vision မရှိလို့ဖြစ်တယ် vision ဆိုတော့ဘာပြောရလဲ amen ကျွန်တော်လူငယ်တွေတော်တော်များများမေးဘူးတယ်ကဲမင်းရဲ့ vision ကဘာလဲမင်းဖြစ်ချင်တာဘာလဲလို့မေးရင်သူတို့အခုလက်တလောဖြစ်တဲ့သူ့ရဲ့စိတ်ထဲမှာပေါ်လာတဲ့အရာကိုပဲသူတို့ပြောတတ်တယ်မင်းရဲ့ဖြစ်ချင်တာဘာကျွန်တော်ဆိုရင်တော့ဖြစ်ချင်တာကျွန်တော် model လေးတွေ့ model ဖြစ်ချင်တယ်ဟောမှာအဆူတော်တွေ့ရင်အဆူတော်ပြန်ဖြစ်ချင်သွားအောင်ဟောမှာ dancer တွေ့ရင်ဟာကျွန်တော်ကချင်တယ်ဘာလို့ဆို vision အမျိုးမျိုးပြောင်းတယ် dream ကျွန်တော်အိမ်မက်တွေကအမျိုးမျိုးပြောင်းတယ်အိမ်မက်ယူပါရောကျွန်တော်ပြောပြမယ်တဲ့မှာတိကျမှန်ကန်တဲ့ vision မရှိဘူးဆိုရင် mission ဆိုတာမရှိဘူး vision မရှိဘာမရှိဘူးလဲ mission မရှိဘူး mission မရှိဘာမရှိဘူးလဲသလား plan မရှိဘူး plan မရှိဘာမရှိဘူးလဲဘာမှလုပ်ကြမရှိဘူးဒီတိုင်းမထိုင်နေအိမ်မှာအဲ့တော့ vision မရှိတဲ့သူကသူ့မှာ mission ဆိုတဲ့သူဘာလုပ်ရမလဲသူရဲ့ target မရှိဘူးအဲ့လို mission မရှိတဲ့သူကဘာမရှိဘူးလဲ plan မရှိဘူးသူဒီဘက်မှာဘာလုပ်မဒီလာမှာဘာလုပ်မသူ့မှာ plan မရှိဘူးနောက်ဆုံးသူ့မှာဘာမရှိဘူးလဲ plan မရှိတော့အေးအေးဘောတရပဲတာရလည်းမိုးကလည်းရွာဒါကြောင့်မလို့ကျွန်တော်အသက်တာမှာ where are you now သင်အခုဘယ်ကိုရောက်နေလဲဘာလုပ်နေလဲငါဘယ် level ရောက်နေလဲငါဘာလုပ်တင်လဲသင်မသိသေးတာသင်မှာ dream ဆိုတဲ့အိမ်မက် vision ဆိုတဲ့ယူပါယုံမရှိလို့ဖြစ်တယ်အာဆီယာယူပါယုံကလူကြီးငါတို့လူကြီးနဲ့မဆိုင်တော့ငါမိဘနဲ့မဆိုင်တော့ခရနဲ့ဆိုင်တဲ့အကြောင်းလေးကျွန်တော်ပြောပြမယ်အာမင်ကျွန်တော်တယောက်ချင်းကျွန်တော်အသင်းတော်မှာတော့ကျွန်တော် vision ရှိတယ်ကျွန်တော်အသင်းတော်ပါလဲ vision က mega church လူရောက်9000ဆန်းနဲ့ဖျားเจ้าမှာကျွန်တော်ဖျားရှိခိုးဖို့ရန်အတွက်အဲ့ဒါကျွန်တော် vision ပဲဒါဆိုရင်ကျွန်တော်နေရာမှန်ကိုကျွန်တော်မသိဘူးလားအဲ့တော့ဒီနေရာကကျွန်တော်ရဲ့နေရာအမှန်လား no ဒီနေရာမှာငါတို့ရှိနေတာငါဒါကျွန်တော်ရဲ့ pulpit အမှန်မဟုတ်ကျွန်တော်ရဲ့ pulpit ကဒီထက် premium ဆန်းတယ်အာမင်အာမင်ကျွန်တော်အသင်းသူသင်းသားဒီလောက်ပဲမဟုတ်လူရောက်9000ကျော်တယ် hallelujah အာမင်အဲ့ဒါဘာရှိလို့လဲ vision ရှိလို့ကိုအခုဘယ်ကိုရောက်နေလဲဆိုတော့ကောင်းကောင်းသိတာဒါပေမဲ့ vision မရှိတဲ့သူကငါအခုဘယ်ရောက်နေလဲဆိုတော့မသိဘူးငါဘာတွေလုပ်နေတာလဲဆိုတော့လည်းမသိဘူးငါဘယ်ကိုသွားနေလဲဆိုတော့လည်းမသိဘူး
တနေ့လေ dream မရှိတဲ့သူ vision မရှိတဲ့သူက TikTok ဆော့မယ် Facebook ပုတ်မယ်အတင်းတုံးမယ်တဲ့ဘာရှိသေးလဲအော်ကိုရီးယားစကားထိုင်ကြည့်မယ်တခါလေကျကိုရီးယားမင်းသားငိုလိုက်မယ်ရှင်လဲဘာဖြစ်လဲမယ်ရှင်တော့ဟာတော့ပြောပြသေးတယ်vision မရှိတဲ့သူအိမ်မက်မရှိတဲ့သူကသူ့တပားကိုအမြဲတမ်းအားချနေရတယ်သူ့တပားကိုအမြဲတမ်းကြည့်ပြီးတော့ငါလည်းသူ့လိုဖြစ်ချင်လိုက်တာအဲ့ဒါဘယ်သူတွေလဲဒီလား vision မရှိတဲ့သူတွေကသူ့တပားကိုအမြဲတမ်းအားချရတဲ့ဘဝနဲ့ပဲအမြဲတမ်းတုံးလုံးတယ်ဘယ်တော့မှသူတို့ level မတက်နိုင်ဘာကြောင့်လဲအိမ်မက်မှမရှိတာ vision ဖြစ်ချင်တဲ့ဆန္ဒမရှိဘူးအာမင်နားလည်ဖို့ဖျားကောင်းကြည့်ပေးပါစေအဲ့တော့ကျွန်တော်နှုတ်ကပတ်တော်တစ်ချက်လောက်ဖတ်ရအောင်တောတန်ချန်ခန်းကြီး29ပိုင်းငယ်18အားလုံးတို့ကဖတ်ရအောင်ဗျာဒိတ်တော်မရှိလင်လူတို့သည်အကျိုးနဲ့ဖြစ်ကြ၏တရားတော်ကိုစောက်တော်သူမူကားမင်္ဂလာရှိဟဲ့တရားလေးနောက်ပြောပါဦးဗျာဒိတ်တော်မရှိရင်လူတို့သည်အကျိုးနဲ့ဖြစ်တယ်အဓိပ္ပာယ်ကပါလေယူပါယုံအိမ်မက်ဗျာဒိတ်ဆိုတဲ့အရာမရှိရင်နဲ့လူတွေကကျွန်တော်လှုပ်ဆောင်နေတဲ့အရာကျွန်တော်အသက်ရှင်နေတဲ့အရာကအကျိုးနည်းတယ်တဲ့အတိတ်ပဲမရှိဘူးတဲ့ကျွန်တော်ပြောပါမယ်ကျွန်တော်ယုံကြည်သူတွေကျွန်တော်မှာဗျာဒိတ်ချမ်းရှိလားမရှိဘူးလားဒါဆိုရင်ကျွန်တော်တို့အခုချိန်မှာအပြစ်မလုပ်ရတာဘာကြောင့်လဲဗျာဒိတ်ချမ်းရှိတယ်လေဗျာဒိတ်ချမ်းမှာဘာရေးထားလဲယေရှုမကြွားခင်ကြွလာမယ်လို့မရေးထားဘူးလားဗျာဒိတ်ချမ်းကပြောထားတယ်ယေရှုပြန်လဲကြွလာမယ်ကြွလာတဲ့အခါမှာမီးနဲ့တကဘာလုံးကိုဆေးကြောမယ်နိုင်ငံအသစ်ကိုတည်ထောင်မယ်လို့ကျွန်တော်အဲ့ဒီဗျာဒိတ်ကိုကျွန်တော်ကရထားတဲ့အခါမှာသိထားတဲ့အခါမှာကျွန်တော်ဖခင်ကိုမကြောက်တတ်ဘူးလားကြောက်တတ်လာတယ်အစင်သစ်မဖြစ်နေဘူးလားယေရှုဘယ်ချိန်ကြွလာမလဲဆိုပြီးတော့အစင်သစ်ကျွန်တော်တို့ကဆူတောင်းခြင်းနဲ့တော်လကောအသက်တာကိုတော်တော်ကျွန်တော်ပြင်ဆင်နေတာဘာကြောင့်လဲဗျာဒိတ်ချမ်းရှိနေလို့အနာဂတ်မှာဖြစ်လာမယ့်အရာရှိနေသောကြောင့်ဒီမှာကျွန်တော်တို့ယုံကြည်သူတွေဟာဒီမှာစုဝေးပြီးတော့ပြင်ဆင်နေတာဖြစ်တယ်အဲ့လိုပဲကျွန်တော်လူတွေရဲ့တတ်တာမှာလဲအိမ်မက်ယူပါယုံမရှိဘူးဆိုရင်သင်ဖြစ်ချင်တဲ့မမြင်နိုင်တဲ့အနာဂတ်မှာသင်ဖြစ်လာမယ့်အရာတစ်ခုသင်မှာတိတိကျကျမရှိဘူးဆိုရင်သင်အကျိုးနည်းပြီတဲ့ကျွန်တော်ပြောပြမယ်လူတိုင်းမှာလေဘုရားသခင်စီမှာလေလူတိုင်းမျှော်လင့်လို့ရတယ်အာမင်လူတိုင်းမှာအခွင့်အရေးဖျားပေးတယ်သင်ဘာဖြစ်ချင်လဲသင်မှာမျှော်လင့်ပိုင်ခွင့်ရှိတယ်အာမင်ဆို DV American နိုင်ငံကျွန်တော်ပုံလေးချက်လောက်ပြပါ US နိုင်ငံသားဖြစ်ဖို့ဆိုရင်ဘာလုပ်ရလဲဆိုရင်ကျွန်တော်သူများနိုင်ငံအမောင်ကိုလည်းဝင်လို့မရဘူးဒါပေမဲ့သင်ဘာလုပ်လို့ရလဲဆိုလူတိုင်းမှာအခွင့်အရေးတစ်ခုရှိတယ် US နိုင်ငံဝင်ဖို့အတွက်မျောလင်းလို့ရတဲ့တခုရှိတယ်ဒါပေမဲ့သူ့ရဲ့စံချိန်သတ်မှတ်ချက်တော့ရှိတယ်အဲ့ဒါဘာလဲဆိုရင်10တန်းအောင်ရမယ်ဘွဲတစ်ခုခုရမယ်10တန်းအောင်တဲ့လက်မှတ်ရှိဘူးဆိုဘွဲတစ်ခုခုလက်မှတ်တက္ကသိုလ်ဝင်တန်းဘွဲတစ်ခုလက်မှတ်ရှိရမယ်အလုပ်တစ်ခုခုရှိရမယ်ဆိုတော့ form ဖြည့်ပြီးတော့ DV တင်ရှောက်ရ American နိုင်ငံဆိုရင်မတန်းမှာလည်းနိုင်တင်နေနေတော့တင်ထင်လိုက်မယ်မဖြစ်နိုင်ဘူးငါတို့ရောက်နိုင်မှာမဟုတ်ဘူးဒါပေမဲ့အခွင့်အရေးရှိမျောလင့်လို့ရတယ်ဒါပေမဲ့သူတို့စံချိန်တဲ့ပဲဒီမှာမျောလင့်လို့ရတာပါသူတို့ရအဲ့ဒီနိုင်ငံကဘာလို့လဲတော့တစ်ခေါက်ရှောက်ဘူးလေမပေါ့ဘူးတချို့ဆိုရင်နဲ့မရမချင်းရှောက်တာအခေါက်90လောက်ရှိတယ်ရှောက်တာတော့တနေ့မှတစ်ခါပဲရှောက်ရတာအဲ့ဒီအခေါက်90ရှောက်တဲ့ဒုတိယမြန်မာနိုင်ငံကပဲအဖိုးကြီးအောင်ဖြစ်နေပြီဒါပေမဲ့ तू 50တစ်ခေါက်မှ तू ပေါက်သွားတယ်တဲ့သူ့ရဲ့မြေးတွေနဲ့ तू အားလုံး American နိုင်ငံကိုသွားရတယ်တဲ့ပြောချင်တာက American နိုင်ငံလိုမျိုးနေထိုင်ဖို့အတွက်တောင်မှအခွင့်အလမ်းရှိတယ်ဆိုရင်အာမင်သင်အနာဂတ်မှာသင်ဘာဖြစ်ချင်လဲဆိုတာအခွင့်အရေးရှိတယ်ဟာလေလုယာဘုရားသခင်လူတိုင်းကိုအခွင့်အရေးပေးထားတယ်အာမင်သင်ဘက်ကနေဖြစ်ချင်တဲ့ဆန္ဒရှိဖို့ပဲလိုတယ်ဟာလေလုယာလူတိုင်းမှာမျှော်လင့်ပိုင်ခွင့်ဘုရားပေးထားတယ်
အိမ်မက်ယူပါယုံကြီးကြီးမားမားရှိတဲ့သူကိုဖျားသဘောကြတယ်ဘာဖြစ်လို့လဲသိလားအိမ်မက်ဆိုရဲရာကမျောလင်းခြင်းဖြစ်တယ်အာမင်အဲ့ဒီမျောလင်းခြင်းကဖျားတကယ်စီမှာတင်ကြီးကြီးမားမားမျောလင်းပြီးကိုရောကျွန်တော်ဒီလိုဖြစ်ချင်တယ်တင်တကယ်ဖျားစီမှာမျောလင်းနေဆိုရင်အဲ့ဒါဖျားနဲ့တက်တဲ့အရာဖြစ်တယ်ဟာလေလုယာဒါပေမဲ့တခုတော့ရှိတယ်ယုံကြည်ဖို့တော့လိုတယ်အာမင်ငါ့အိမ်မက်တင်ငါ့ရဲ့ vision တကယ်ဖြစ်လာမယ်လို့တင်ယုံကြည်ဖို့တော့လိုတယ်ဟာလေလုယာနားလည်ဖို့ဖျားကောင်းကြည့်ပေးပါစေဆိုတော့လောကမှာတဲ့90ရာခိုင်နှုန်းသောလူတွေမှာတဲ့ vision မရှိဘူးအိမ်မက်မရှိကြဘူးသူတို့တနေ့ဒီလိုပဲစားလိုက်တောက်လိုက်ဝါလိုက်နေသူတို့ဘယ်ရောက်နေလဲဘာလို့မှသူတို့မသိဘူးတဲ့ဘယ်နဲ့ရောက်လဲ90ရာခိုင်နှုန်းအဲ့ထဲမှာတရားလူတွေပါလားမပါတော့ဘူးဟိုပြန်လူတွေဖြစ်တော့တယ်နော်ဆိုတော့နောက်ထပ်30ရာခိုင်နှုန်းကျတော့ dream ရှိတဲ့သူတွေတဲ့ဘယ်နှက dream ရှိတဲ့သူတွေအဲ့ဒီမှာ15ရာခိုင်နှုန်းကပဲတကယ်သူတို့ဖြစ်ချင်တဲ့အိမ်မက်တိုင်းဖြစ်လာကြတယ်တဲ့အဲ့ဒီ15ရာခိုင်နှုန်းကိုပြန်ကြည့်တော့လေတဲ့အဲ့ဒီ15ရာခိုင်နှုန်းဘလို့လူတွေလဲဆိုရင်ယုံကြည်ခြင်းပြင်းပြတဲ့ passion ရှိတဲ့သူတွေအာမင် faith ယုံကြည်ခြင်းအပြည့်ရှိတဲ့သူတွေငါတို့အိမ်မက်တကယ်ဖြစ်ရမယ်ငါတို့အိမ်မက်တကယ်ဖြစ်ရမယ်ဆိုတော့ယုံကြည်ခြင်းရှိတဲ့15ရာခိုင်နှုန်းကပဲတကယ်သူတို့အိမ်မက်အတိုင်းသူတို့ဖြစ်လာတာအခုကဘာပေါ်မှာအင်မတန်မှချမ်းသာတဲ့သူတွေအောင်မြင်နေတဲ့သူတွေနာမည်ကြီးနေတဲ့သူတွေသူတို့အိမ်မက်မှတ်ခဲ့လို့ဖြစ်လာတာ vision ရှိလို့ဖြစ်လာတာ vision မရှိဘဲနဲ့တယောက်မှမဖြစ်လာဘူးဒီမှာ vision မရှိဘာမှဖြစ်လာမှာမဟုတ်ဘူးအိမ်မက်မရှိရင်နောက်တနေ့လဲဒီနာမည်ဒီလူပဲနောက်တနေ့လဲဒီပုံစံပဲစပင်လည်းမပြောင်းအောင်တော်သေးတော့အင်ကြီးလေးတော့ပြောင်းသွားတယ်အင်ကြီးကနည်းနည်းနွမ်းသွားလို့လေထပ်ဝင်းလို့မရတော့တေးသွားတာတချို့ကစပတ်နေဝင်းတော့ကြောက်သွားတာတော့ပေါ်လာမသိဘူးသင်အခုချိန်ထိဘာလို့သင်မပြောင်းလဲနိုင်တာလဲသင်အိမ်မက်ယူပါယုံမရှိခဲ့လို့ဖြစ်တယ်ဒါပေမဲ့သတင်းကောင်းကသင်ဒီနေ့ကနေစပြီးတော့အိမ်မက်အသစ်စပြီးမှတ်လို့ရတယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မလို့အဲ့ဒီ15ရာခိုင်နှုန်းမှာပါတော်သူတွေဖြစ်ပါစေအာမင်ကျွန်တော်ဟာဘကုခန်းကြီးနှစ်အပိုင်းငယ်နှစ်3ကိုကျွန်တော်ချက်လောက်ဖတ်ရအောင်ရှိမှာနှစ်ကိုကျွန်တော်ရပြထာဝရဘုရားကလည်းဖတ်တော်သူသည်ပြေးလျက်ဖတ်နိုင်အောင်ဗျာဒိတ်ယူပါယုံကိုတင်ပုံအခေယမှာတည်၍ရေးမလို့နောက်တစ်ခု3အမှုကုန်ရသောကာလကိုဆိုလို၏မူသာနှင့်ကင်းလို၏ဆိုင်းတော်လဲမျောလင်းတော့နောက်မချပဲအေကံမှန်ရောက်လာမယ်ဟာလေလုယာဆိုအရှိကိုတစ်ချက်တော့လမ်းပေးပါဦးကျွန်တော်တို့ကျမ်းစာနည်းနည်းရှင်းပြမယ်ထာဝရဘုရားကလည်းဖတ်တတ်တော်သူသည်ပြေးလျက်ဖတ်နိုင်အောင်ဗျာဒိတ်ယူပါယုံဗမာရေးထားတယ်တင်မုံပေါ်မှာရေးထားတယ်ပြောချင်တာတင့်ရဲ့ယူပါယုံအိမ်မက်ကိုလူတစ်ယောက်ကဖြတ်ပြီးပြေးသွားရင်တော့မှမြင်နိုင်အောင်လို့ရေးထားတယ်ဘာဖြစ်လို့မပြောက်သွားအောင်အာမင်ကျွန်တော်တို့ဒီမှာတော့မရှိဘူးကျွန်တော်ကျောင်းကကျွန်တော်ဆရာပါပြီသူ့ရဲ့ကျောင်းမှာဆိုရင်သူ့ရဲ့အသင်းတော်ရဲ့ယူပါယုံသူရေးထားတယ်သူတို့ဖျားချောင်းသွားတာနဲ့ယူပါယုံမြင်ရတယ်ဒါပေမဲ့ကျွန်တော်ယူပါယုံကျွန်တော်ယုံကြည်တယ်ရေးစရာမလိုဘူးကျွန်တော်နှလုံးသားထဲမှာစိတ်ထဲမှာတင်မုံရေးထားတယ်လို့ကျွန်တော်ယုံကြည်တယ်အာမင်ဒါပေမဲ့နောက်ဆိုရင်လည်းလက်တွေ့လုပ်ရမှာပေါ့ဒါတင်မုံပေါ်မှာရေးထားပါတဲ့တင်းရဲ့ဗျာဒိတ်ယူပါယုံအိမ်မက်ကိုချရေးထားတဲ့လူတွေမြင်နိုင်တဲ့အောင်မှာထားတဲ့အဲ့ဒါမှသင်ကလည်းအဲ့ဒီယာကိုကြည့်ပြီးတော့ငါဘယ်လိုလူဖြစ်ရမယ်ဆိုတဲ့ဆန္ဒသင်မှာရှိမှာဒါမှသင်ကဘယ်နေရာငါအခုရောက်နေလဲငါဘာလုပ်နေလဲငါဘယ်ကိုသွားနေလဲငါကဘာတူလဲဆိုတာကိုသင်ကောင်းကောင်းသိမှာဖြစ်တယ်ငါဘယ် level မှာအခုရှိနေတာလဲကျွန်တော်မှာ dream ရှိတယ်ကျွန်တော်မှာအိမ်မက်ရှိတယ်ကျွန်တော်အခုဘယ် level ရောက်ကျွန်တော်ကောင်းကောင်းသိတယ်ဒါကျွန်တော်ရဲ့အိမ်အစ်စ်မှန်မဟုတ်သေးဘူးအာမင်ဒီအိမ်ကသင်တို့အခုမြင်နေရတဲ့ကျွန်တော်အိမ်လာလဲတဲ့အိမ်ကကျွန်တော်ရဲ့အိမ်အစ်စ်မဟုတ်သေးဘူးကျွန်တော်အိမ်ကိုလာလဲတဲ့တနေ့အာမင်မပြန်ချင်တော့တဲ့တနေ့ပဲဟာလေလုယာအဲ့ဒါကျွန်တော်ရဲ့အိမ်ပဲအာမင်တော့ပိတ်ထားပါလေပြန်လို့မရအောင်အဲ့လိုပြောရတော့မဟုတ်ကျွန်တော်အခုမတ်တရအနေနဲ့ကျွန်တော်တရားဟောနေတဲ့နေရာကလည်းကျွန်တော်နေရာဆင်မှမဟုတ်ကျွန်တော်လူထောင်တောင်းရှင်းမှာကျွန်တော်တရားဟောအောင်မယ်ဟာလေလုယာအဲ့ဒါကျွန်တော်ရဲ့ယူပါကျွန်တော်အိမ်မက်ဖြစ်တယ်ကျွန်တော်ကောင်းကောင်းနားလဲတယ်အဲဒါမှကျွန်တော်ရဲ့အိမ်မက်ယူပါကျွန်တော်ဘာမှတင်ထားလဲသေးလားကျွန်တော်ရဲ့ Facebook မှာရှိတယ်ကျွန်တော်ရဲ့ Facebook ကျွန်တော်
ကျွန်တော်ရဲ့ cover photo မှာကျွန်တော်တင်ထားတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ you ဘိုင်ကိုအိမ်မက်ကျွန်တော်မှာရှိတဲ့ခါမှာကျွန်တော်ဘယ်ကိုသွားနေလဲကျွန်တော်ဘာလို့ကျွန်တော်အခုဘယ် level မှာရှိလဲကျွန်တော်သိတယ်လူတယောက်နဲ့ကျွန်တော်စကားပြောတဲ့ခါမှာအဲ့ဒီလူဘယ်လောက် level ရှိလဲကျွန်တော်သိတယ်သူနဲ့ကျွန်တော်နဲ့ level တူလားဆိုတာလည်းကျွန်တော်သိတယ်အာမင်ပြီးတော့ကျွန်တော်တဲ့ level တာတဲ့သူလည်းကျွန်တော်ခွဲခြားတတ်တယ်တင်အခုငါဒီတယောက်ငါနဲ့ level တူလားလည်းမသိဘူးဒီတယောက်ငါနဲ့အဆင်ပြေမပြေလည်းမသိဘူးသူကဘယ်လိုပုံစံလဲစိတ်ဝင်စားဘာဖြစ်လို့လဲဗျာဒိတ်မရှိလို့အကျိုးနည်းနေတာတဲ့တင်ဆုံးရှုံးနေတာဒါတွေက wisdom နဲ့ဉာဏ်ပညာတွေဖြစ်တယ်အာမင်ညီမလေးသွားရအောင်ဆိုတော့ကျွန်တော်ပုံလေးတစ်ပုံလောက်ပြပေးပေါ့ဒါဘာလို့လဲဆိုရင်ကျွန်တော်ကိုဆက်စင်မှုဖြစ်တယ်ကျွန်တော်အကိုအရင်အကြီးဆုံးပေါ့နော်ကျွန်တော်ရဲ့ကိုဖြစ်တယ်ကျွန်တော်မိသားစုကအထူးသဖြင့်ကျွန်တော်အကိုဆိုရင်ငယ်ငယ်တုန်းကဘာလုပ်ရလဲရေခဲချောင်းရောင်းဘာလုပ်ရလဲရေခဲချောင်းလေးရောင်းနေသူဖြစ်တယ်ဒါပေမဲ့ तू ကကြိုးစားတယ်ကြိုးစားပြီးတော့ तू ရန်ကုန်မှာ तू ရဲ့ကလေးမြို့မှာထင်းတယ် तू 10 တန်း तू ဂုံထူး2ဘာသာထွက်တယ်အော်စရာကောင်းတယ်တောင်ပေါ်ကလာတဲ့သူချင်းစကားမသိဘူးsorry ဗမာစကားတစ်လုံးမမရောက်၄တန်းဗမာတွေကြားထဲရောက်တယ်ဗမာစာတွေသင်တယ်ဗမာစကားတစ်လုံးမသိဘူးဖားအထီးနဲ့ဖားအမတော့ तू မခွဲခြားတတ်ဘူးတကယ်တော့သူ့ဆရာမသူ့မေးတယ်စင်ဘူးတဲ့ဖားထီးဆိုတာဘာလဲတဲ့သူ့မေးတယ်သူကဖားထီးဆိုတော့ဘာသာပြန်တယ်ဖားဆိုတာဥကဲချင်းလို့ပေါ့ဥကဲဆိုတာဖားထီးဆိုတော့နေတာဥကဲနေတာအော်ဖားဆောင်းနဲ့ထီးတဲ့ဆရာဝန်ကမေးတာဖားထီးဆိုတာအထီးလားအမလားတောင်းမေးတာသူကပြန်ဖြေလိုက်ဘယ်လိုပြန်ဖြေလိုက်လဲအော်ဖားဆောင်းနဲ့ထီးတောင်ရှိသေးတယ်သူဖြေလိုက်မှာပဲဆိုအဲ့လောက်ထိဘာဖြစ်လို့ဆိုဗမာစကားကျွန်တော်အမေပြောသလိုဗမာစကားဆင်းရဲတယ်ဗမာစကားတော်တော်ဆင်းရဲတာသူဗမာစကားရမ်းဆင်းရဲတာအားနဲ့သူအန်ဝတ်စရာကောင်းနေဗျကျွန်တော်ကမှ passion ရှိတယ်ပြင်းပြတဲ့ဆန္ဒရှိတယ်ဒီ10တန်းအောင်ရမယ်အာမင်ကျွန်တော်မှပြင်းပြတဲ့ဆန္ဒရှိတယ်ငါတို့10တန်းကြာရင်လည်းကိစ္စမရှိဘူးနောက်တစ်နှစ်ပေါ့ဆိုတော့ passion ပြည့်ရှိတယ်ဟုတ်လားမဟုတ်လား10တန်းပြည့်တဲ့သူတွေကျွန်တော်ကိုယ်တိုင်လည်းကြုံရတယ်အောင်ချင်းအောင်မအောင်ချင်းနေကွာဒါပေမဲ့ကျွန်တော်က passion သူစူးစမ်းတယ်ဘာဖြစ်လို့လဲသူ့မှာ passion ရှိတယ်သူ့မှာပန်းနိုင်ရှိတယ်အာမင်သူ့မှာ dream ရှိတယ်ငါ10နဲ့ဂုံလူအနည်းဆုံး3ပါသားတဲ့အဲ့ဒါနဲ့သူစူးစမ်းတယ်ကျွန်တော်ပြောမယ်အိမ်မရှိတဲ့သူကဘယ်တော့မှဒီဘဝနဲ့မကျေနပ်ဘူး hallelujah vision ရှိတဲ့သူကဒီဘဝနဲ့ဘယ်တော့မှမကျေနပ်နိုင်ဘူးလောဘတက်တာလည်းမဟုတ်ဘူးဘာဖြစ်လို့လဲအမြင့်ကိုသူရောက်ချင်တာလူတွေအတွက်ကောင်းချီးဖြစ်ဖို့အတွက် hallelujah တဲ့ရေးကြည့်တယ်နော်အဲ့ဒါနဲ့ तू စူးစမ်းတယ်စူးစမ်းတဲ့အခါမှာ10တန်းမှာ तू မှန်းထားတာ3ဘာသာ2ဘာသာပဲထွက်လို့ဆိုပြီး तू အရင်စိတ်မကောင်းဖြစ်ပြီးငိုတယ်အဖေနဲ့အမေက तू ပြန်ချော့ရတယ်အဲ့ तू ရန်ကုန်တက်လာတယ်တော်သားလေးရေခဲချောင်းရောင်းတဲ့သမားလေးဘာမှမသိတဲ့ဖားထီးတော်မခွဲခြားတတ်တဲ့တော်သားလေးဗျာရန်ကုန်တက်လာတယ်ရန်ကုန်တက်လာတော့ तू မြင်ရပြီလေသူ့ထက် level မြင့်တဲ့သူတွေသူမြင်ရပြီသူ့ထက်တော်တဲ့သူတွေသူ့ထက်တာတဲ့သူတွေဟိုးမှာပြေးနေတဲ့သူတွေသူမြင်နေရပြီသူ dream ထပ်ထားတယ်အာမင် vision ထပ်ထားတယ်ငါတစ်ချိန်ကြရင်ငါတောက်တာဖြစ်ကိုဖြစ်ရမယ်အာမင်တောက်တာဖြစ်ရမယ်အခုမှကျမ်းစာကြောင့်စတတ်မှာစပြီးတော့ကြီးညာနေပြီသူ့မှာဘာရှိလဲပန်းနိုင်အိမ်မရှိတယ် hallelujah အဲ့ဒါနဲ့ तू ထမ်းမင်ကုန်းမှာ BDH တက်တယ် BDH တက်ပြီးတော့အင်္ဂလိပ်စာလေးလည်းအလိုလိုကြီးနဲ့ရလာတယ်တငယ်ချင်းတွေနဲ့အလိုလိုရလာတယ်အာမင်သူ့ကိုအင်္ဂလိပ်စာသင်ပေးမဲ့ဆရာလည်းအလိုလိုရလာတယ် hallelujah ဒါ vision ရှိတဲ့သူကိုဖခင်သခင်ကအခွင့်အလမ်းတွေအခွင့်အရေးတွေလူတွေရောအားလုံးငွေကြီးရောပြင်ဆင်ပေးတယ်ကျွန်တော်ဘက်ကလည်းလိုအပ်တာကအိမ်မက်ကြီးကြီးထားဖို့ပဲလိုတယ်ဖခင်သခင်မှာကြီးကြီးမားမားမျော်လင့်တတ်ဖို့ပဲလိုတယ် hallelujah အားလုံးပြနောက်ဆုံး master ဘာမှပြီးလဲ master ဒီမှာ max ရန်ကုန်မှာအကောင်းဆုံး master ကျောင်းသူပြီးတယ်
အဲ့လိုမာစတာပြီးတော့မာစတာတက်တာတော့မှသူ့အားလုံးထောက်ပံ့ပေးတာနောက်ဆုံးငါဒီဘဝနဲ့မကျင်းတော့ဘူးငါထပ်ပြီးတော့ထပ်တက်မယ်စင်ကာပူမှာသူတွားတက်မယ်ဘာတော့တယ်လဲဆို MDH တွားတက်တော့လေသူကသူ့ရဲ့ dream မှာဘာလဲဆိုရင်ထောက်တာဖြစ်ဖို့အာမင်ဆိုတော့ပြပါမယ်တင်လူသားသိရင်သေးပါစေငွေရေးကြီးတာမရှိဆင်းရင်ဆင်းရဲပါစေဘယ်တော့မှတင်ရဲ့အိမ်မက်ကိုမဆင်းရဲစေနဲ့ဟာလေလုယာတင်ရဲ့အိမ်မက်ကိုတော့ကြီးကြီးမားမားထားလူကောင်သိရင်လည်းဘာလို့ကြီးကြီးမားထားမလဲအိမ်မက်ကြီးကြီးမားထားစမ်းပါဟာလေလုယာအဲ့လိုလူတွေကထူးခြားတယ်လူတွေရှင်းမှာအဲ့လိုလူတွေကိုလူတွေကတွေ့တဲ့အခါမှာကူညီခြင်းနဲ့မြေတောင်မြောက်ပေးခြင်းသူ BDH MDH ဘွေရတဲ့ခါမှာအားလုံး၄နှစ်သူတက်ခဲ့ရတယ် MDH စင်ကာပူမှာ၄နှစ်တက်ပြီးတော့စင်ကာပူကနေသူဘွေရလာတယ်နောက်ဆုံးဟိုတော်တဲ့ဘုံစံကနေလာတဲ့ဖားထီတောင်မခွဲခြားတတ်တဲ့ဗမာစကားဆင်းရဲတဲ့ချင်းပုတ်တယောက်အာမင်အခုဆိုရင် American နိုင်ငံအကောင်းဆုံးကဘာပေါ်မှာဒုတိယအကြီးဆုံးကျမ်းစာကြောင့်ကဘာပေါ်မှာနော်အမေရိကန်မှာမဟုတ်နော်ကဘာပေါ်မှာဒုတိယအကောင်းဆုံးကျမ်းစာကြောင့် Southern Wisdom Baptist Theological Seminar လို့ခေါ်တယ်အဲ့ဒီကျောင်းမှာဒေါက်တာဘွဲ့ကိုရရှိခဲ့တာဖြစ်တယ်လက်ခုပ်တီးပြီးဘုရားကိုချီးမွမ်းပါ Hallelujah အော်စရာဘာလဲသူရဲ့ရီမန်ချက်သူရဲ့ဗျာဒိတ်ယူပါအောင်သူရှိထားတဲ့ကောင်မှာအဲ့ဒါကိုလည်း तू ကဘာအမြဲတမ်းကျွန်တော်တို့အမြဲတမ်းပြောလို့ရှိကျွန်တော်ဆူတောင်းပေးပါနူးနဲ့ပါငါကျွန်တော်တနေ့ကဒေါက်တာဖြစ်ဖို့အတွက်အမေရိကယူမရှိဘူးအမေရိကမှာပဲယူချင်တာအာမင်အခုဆိုကျွန်တော်ပြောမယ်ကျွန်တော်ချင်းထဲမှာအမေရိကမှာ PhD အကောင်းဆုံးရတာကျွန်တော်ကိုတယောက်ပဲရှိသေးတယ်ဟာလေလုယာဘုရားနာမဘုန်းကြီးပါစေအာမင်အဲ့ဒါဘာဖြစ်လို့လဲသူ့မှာယူပါယုံအိမ်မက် vision ရှိလို့ဒီမှာရှိတော်သူတွေကျွန်တော်နောက်မကြသေးဘူးအာမင်ဒီနေ့ကနေရတဲ့ဖြစ်တယ်ဒီနေ့မှာပဲကျွန်တော် vision အသစ်ထားမယ်ဆိုရင်ကျွန်တော်နောက်မှာပြန်ရိပ်ရမှာဖြစ်တယ်ဘုရားသခင်ကလမ်းနဲ့အခွင့်အရေးတွေလူတွေကောင်းကြီးမင်္ဂလာအားလုံးပြင်ဆင်ပေးမှာဖြစ်တယ် hallelujah ကျွန်တော်ပဲလူနေတာပါလေတင်ကြီးကြီးမားမားယူပါယုံအိမ်မက်ထားဖို့ပဲလိုတယ် hallelujahဘုရားသခင်ကလေယူပါယုံရှိတဲ့သူနဲ့ယူပါယုံမရှိတဲ့သူကိုဘာသူ့ကိုဖျားရွေးမယ်ထင်လဲဆိုင်နဲ့နော်တစ်ချက်လောက်မြန်လေးလာပေးပါဦးဆိုင်နဲ့နော်မြန်လေးကဲဟုတ်ပြီဒါတော့ဒီကိုနေရောက်ဒါအကူနော်ဝိုင်းကြီးဘာမှမပြောင်းနေတယ် sorry ဆိုဒီနေရောက်ကျွန်တော်အိမ်မတန်းမှချမ်းသာတဲ့တထေသူတို့လိုချင်တာကျွန်တော်ဖြည့်ဆည်းပေးတော့မှာအခုဟုတ်ပြီနော်သူတို့လိုချင်တာကိုကျွန်တော်အခုဖြည့်ဆည်းပေးတော့မှာဒါပေမဲ့ကျွန်တော်မေးတယ်ကဲနော်ဘာဖြစ်ချင်လဲလို့ပြောနော်ဘာမှဖြစ်ချင်ဘူးပြောနော်ဘာဖြစ်ချင်လဲဘာမှဖြစ်ချင်ဘူးဘာမှဖြစ်ချင်ဘူးလားဘာမှဖြစ်ချင်ဘူးကဲဒီတရားကိုကျွန်တော်မေးမယ်ဘာဖြစ်ချင်လဲဒါဘာဖြစ်ချင်လဲဟမ်တင်းအောင်စရာဖြစ်ချင်တယ်ဟာလေလုယာတောင်းတော့ကျွန်တော်ကဒီမှာသူတို့ဘာလုပ်ပေးမှာလဲဖြည့်ဆည်းပေးမှာကျွန်တော်မှငွေရေးကြီးအပြည့်ရှိတယ်အာမင်ဒါပေမဲ့ဒီတရားကိုကျွန်တော်ဖြည့်ဆည်းပေးမယ်ထင်လားသူဘာမှမဖြစ်ချင်ဘူးလေသူမှအိမ်မက်လည်းမရှိဘူးလေရှူပိုင်ရောရှိလားဘာမှမဖြစ်ချင်ကျွန်တော်ဘာမှပေးလို့မရဘူးဘာအခွင့်အလမ်းလေးလည်းကျွန်တော်ဖွင့်ပေးလို့မရဘူးဘာဖြစ်လို့သူကိုယ်တိုင်ကဘာမှမဖြစ်ချင်တာအေးဘာမှမဖြစ်ပြန်လို့ရပြီကျေးဇူးတင်တယ်နော်ကျေးဇူးတင်တယ်ဖျားသခင်ကောင်းချီးလက်ခုပ်တီးပေးအောင်သူတို့အတွက်ကျွန်တော်ဒီတယောက်ကိုပဲကျွန်တော်ဘာလုပ်ပေးမလဲဖြည့်ဆည်းပေးမယ် तू ကသင်အောင်စရာဖြစ်ချင်တယ်ဆိုသူ့အတွက်ကျွန်တော်အကောင်းဆုံးချမ်းသာကြောင်းကျွန်တော်ထားပေးမယ်အကောင်းဆုံးတငယ်ချင်းတွေကျွန်တော်သူ့အတွက်ပြင်ဆင်ပေးမယ်သူ့ကိုကျွန်တော်ချိတ်ပေးမယ်နောက်ဆုံးအကောင်းဆုံးဆရာနဲ့ကျွန်တော်သူ့ကိုမိတ်ဆက်ပေးမယ်နောက်ဆုံး तू ဘလို့တရားဟောမယ်သူ့အတွက်လှုပ်ဖို့ဆောင်ဖက်အကောင်းဆုံးတွေကျွန်တော်သူ့အတွက်ရှာပေးမယ်ဗျာအဲ့လိုပဲဘုရားသခင်ကလည်းကျွန်တော်ဒီနေ့လူတွေတော်တော်များများယူပါယုံအိမ်မက်မရှိတဲ့ခါမှာအိမ်မှာအိတ်လိုက်စားလိုက်လုံးပန်းလိုက်ဒါနဲ့ပဲအလုံးရှုပ်တယ်ဘုရားသခင်ဘာလမ်းမှမဖွင့်ပေးနိုင်အောင်အာမင်ဘုရားသခင်တင်တော့လူတွေလည်းပြင်ဆင်ပေးလို့မရဘူး
နားလည်ဖို့ဘုရားကောင်းချီးပေးပါစေဘာယူပါယုံမတော့မရှိဘူးလိုချင်တာတော့အကြီးကြီးပဲမိန်းမအကောင်းဆုံးတော့လိုချင်တယ်ယောက်ျားအကောင်းဆုံးလိုချင်တယ်ယူပါယုံရှိဖို့ဘုရားကောင်းချီးပေးပါစေဒါကြောင့်အိမ်မက်ရှိတဲ့သူတွေကလေကျွန်တော်ပြောမှာဒီဘဝနဲ့မချင်တော့ဘူးအာမင်ဟုတ်ပြီကျွန်တော်တို့ကျမ်းစာထဲမှာဒါဆိုအိမ်မက်ရှိတဲ့သူဘယ်သူရှိမလဲဆရာနှုတ်ကပတ်တော်ကျွန်တော်တစ်ချက်လောက်လေ့လာရအောင်နှုတ်ကပတ်တော်မှာအိမ်မက်ကြီးကြီးမားမားရှိတဲ့သူရှိတယ်ဘယ်သူလဲဖြေပေးပါဦးဘယ်သူလဲယောသတနေ့တော့ယောသကအသက်19နှစ်အရွယ်မှာယောသပုံလေးပြပေးပါဦးယောသကအသက်19နှစ်အရွယ်မှာသူ့အကိုတွေနဲ့သူတိုးတွေစိတ်တွေကြောင်းရတယ်သူ့လောကဘာလုပ်လဲတိုးတွေစိတ်တွေကြောင်းရတယ်အဲ့လိုမျိုးသူကြောင်းတဲ့ခါမှာကျွန်တော်ပြောမယ်တကယ်အိမ်မက်ရှိတဲ့သူတွေက vision ရှိတဲ့သူတွေကဒီလိုဘဝနဲ့မချင်ဘူးနော်ယောသကလည်းလေအဲ့ဒီတိုးတွေကြောင်းတိုးတွေနွားတွေစိတ်တွေကြောင်းနေရတဲ့ဘဝနဲ့သူညီကုန်းမချုပ်ချင်သူဘဝအာမင်တရက်တော့သူ့ရဲ့အိမ်မက်ထဲမှာတညတော့သူ့ရဲ့အိမ်မက်ထဲမှာဘာပေါ်လာလဲဆိုရင်စဘာတခုရင်လမ်းပေးပါစဘာဆယ်ခုသူ့ရဲ့စဘာဆယ်စည်းပေါ့နော်စဘာတွေရိတ်ပြီးတော့စီးထားတဲ့ကောက်လိုင်းဆယ်စည်းကားတဲ့သူ့ရဲ့ကောက်လိုင်းကိုတဲ့အားလုံးဝိုင်းပြီးတော့ဘာလို့ကြလဲဆိုတာရှစ်ခိုးကြတယ်တဲ့ဘာလို့ကြလဲရှစ်ခိုးကြတယ်အဲ့ဒါနဲ့ तू ကသူ့ကိုယ်တွေသွားပြောတယ်အဲ့ဒီသူ့ရဲ့အိမ်မက်ကိုသူ့အိမ်မက်ဘာလဲဆိုရင်ဘယင်ဖြစ်မဲ့အိမ်မက်ဘယင်ဖြစ်ချင်တဲ့အိမ်မက်ပေါ့ဗျာတနည်းအားဖြင့်ပြောမယ်ဆိုကျမ်းစာမှာဒီမှာဖျားသခင်ကဖွင့်ပြတယ်လို့ကျမ်းစာကမရေးထားဘူးဒါပေမဲ့အဲ့ဒီကဖျားသခင်ဖွင့်ပြချက်လည်းဖြစ်တယ်ကျွန်တော်ယုံကြည်တဲ့တစ်ခုရှိတယ်ဖျားသခင်ကျွန်တော်ကိုဖွင့်ပြတဲ့တစ်ခုရှိတယ်ကျမ်းစာထဲမှာလည်းပါတယ်စိတ်ဆွေးလိုက်ရင်ဘာဖြစ်တယ်လဲစိတ်ဆွေးလိုက်အိမ်မက်မြင်တတ်တယ်စိတ်ဆွေးလိုက်ရင်ဘာမြင်တတ်လဲတင်းကတစုံတစ်ခုကိုအယံဖြစ်ချင်တဲ့စိတ်အယံဆွေးလန်းလာပြီဆိုတင်းရဲ့အိမ်မက်ထဲမှာပေါ်လာတယ်ကျွန်တော်ယုံကြည်တာဒုတိယတစ်ချက်ကဒီယောသကသူဘယင်ဖြစ်ချင်တယ်လို့စိတ်ဆန္ဒရှိမယ်လို့ကျွန်တော်ယုံကြည်တယ်ဒါကြောင့်မို့လဲသူ့ရဲ့အိမ်မက်ယူပါယုံထဲမှာသူမြင်ပြီးတော့ဖခင်ကလည်းသူ့ကိုဖွင့်ပြတာဖြစ်တယ်အာမင်အဲ့ဒါနဲ့သူအဲ့ဒီသူ့ရဲ့အကြောင်းအဲ့ဆိုတော့သူ့အိမ်မက်တွေကိုသူ့ကိုယ်တော့အကိုတို့ရေလာပါအောင်ကျွန်တော်အိမ်မက်တစ်ခုမှတ်တယ်ငကိုကလေးကသူ့ကိုယ်ရဲ့သူ့အမင်ကတ်နေတာသူ့အဖေကသူ့ကိုမချစ်ဘူးသူ့ရဲ့ညီအဲ့ဒီယောသကိုပဲချစ်တာချစ်တော့သူ့အမင်ကတ်တယ်ငကိုလေးအဲ့ဒါကိုသူ့အိမ်မက်တော့ပြောပြတယ်အကိုတို့ရေတဲ့ကျွန်တော်အိမ်မက်ထဲမှာအကိုတို့ရဲ့ကောက်လိုင်းတွေရားတဲ့ကျွန်တော်ရဲ့ကောက်လိုင်းကိုအားလုံးရှစ်ခိုးတယ်ဟာတော့ပြောတော့ဟိုကပောက်ခွဲတာပေါ့ငါတို့ကမင်းကိုရှစ်ခိုးစရာလားမင်းကဘယင်မို့လို့မင်းဖာကောင်လဲဆိုပြီးတော့သူ့ကိုကျမ်းစာထဲမှာတာ၍မုန်းကြတယ်တဲ့ပို့ပြီးတော့ဘာဖြစ်သွားလဲအမင်ကတ်တော့မုန်းသွားတယ်အဲ့တော့သူ့ကိုတတ်ဖို့တကြိုးစားတယ်ဒီကောင်အဖေရဲ့မျက်နှာသာဝယ်ရတယ်ဒီကောင်အိမ်မက်ထဲမှာဘာမုန်းတဲ့ပောက်ကရမလောက်လေးမလောက်ဆန်းငါတို့ကိုလေသူ့ကိုရှစ်ခိုးတယ်ဘာညာပြောသေးတယ်သူအိမ်မက်ကိုတော့ပြောပြတော့သူ့တတ်ဖို့အတွက်တတ်ဖို့ရန်အတွက်သူကကြံစီတယ်သူ့ကိုယ်ရအဲ့နဲ့နောက်တရက်သူအိမ်မက်ထပ်မှတ်တယ်စွနာအိမ်မက်လေးနောက်တရက်အိမ်မက်ကျတော့ထူးခြားတယ်ကျဲတွေလာတွေနေတွေကတဲ့သူ့ကိုရှစ်ခိုးကြတယ်တဲ့ဟာဒီတစ်ခါပူဆိုးသွားပြီသူ့အဖေမိပါလာပြီအဲ့သူ့အဖေတို့အမေတို့အားလုံးသူလူစုလိုက်တယ်အဖေတို့မေတို့ကျွန်တော်ပြောတာတခုရှိတယ်တဲ့နေတွေလာတွေကျဲတွေတဲ့အဖေတို့မေတို့အားလုံးဒီကောင်မောင်တို့အားလုံးကျွန်တော်ဝိုင်းပြီးရှစ်ခိုးကြတယ်ဟာသူ့ကိုယ်တွေပိုးပြီးတော့ချိန်နေပြီဓာတ်သွေးနေပြီသူ့ဖေကဟောဒီကောင်ယူနေလားမသိဘာတွေပြောနေဒါပေမဲ့သူ့ဖေကတဲ့သူပြောလဲပြောပြီးအဲ့ဒီ dream သူ့ရဲ့ယူပါယုံသူ့ရဲ့အိမ်မက်ကိုသူ့ဖေကမှတ်သားထားတယ်ကျမ်းစာကရေးထားတယ်မှတ်သားထားတော့သူ့ကိုယ်တွေကရောတန်ကတော့ဒီတိုင်းထားလို့မဖြစ်တော့ဒီကောင်ရဲ့အိမ်မက်တကယ်ပြည့်မလားမပြည့်မလားကြည့်ကြသေးတာပေါ့ဆိုပြီးသူ့ကိုယ်တွေကဘာလုပ်လဲသလားသူ့ကိုတတ်ဖို့ရန်အတွက်ကြံစီတယ်တော်ထဲမှာတရက်တော့သူ့ကိုယ်တွေစီသူအစာပို့ဖို့ရန်နဲ့သူသွားတဲ့အချိန်မှာသူ့ကိုယ်တွေကသူ့စောင့်နေတာတတ်ဖို့ရန်အတွက်ကဲဟိုမှာကြီးတဲ့အိမ်မက်ဆရာလာပြီတဲ့ဘယ်သူလာပြီလဲအိမ်မက်ဆရာဟာလေလုယာအိမ်မက်ကြီးမမမှတ်ပါဟာလေလုယာယောသကလည်းကြီးမမမှတ်တဲ့အတွက်တကယ်အိမ်မက်ဆရာကြီးအာမင်သင်အိမ်မက်တွေပြောရင်လေလူတွေကဝိုင်းလောင်လိမ့်မယ်
တင်းအိမ်မက်တွေပြောရင်လူတချို့လူရဲ့မနာလို့ဖြစ်လိမ့်မယ်တင်းအိမ်မက်တွေပြောရင်လူတွေကကဲ့ရဲ့လိမ့်မယ် it's okay amen သူတို့ဘလို့ပဲထင်ထင်ဘလို့ပဲမြင်မြင်ဘလို့ပဲလောင်ရီကဲ့ရဲ့ပါစေတင်းအိမ်မက်ကတင်းအိမ်မက်ပဲ hallelujah အဲ့အိမ်မက်ဆရာလာပြီတဲ့ကြီးကြီးလေကြီးတဲ့သူလာပြီပေါ့ကွာတနည်းအားပြောအာကြီးပြောတဲ့သူလာပြီတဲ့ငါတို့ဒီကောင်အိမ်မက်ဖြစ်လားမဖြစ်လားငါတို့ဆန်းရအောင်ဆိုပြီးတော့သူ့ကိုယ်အားလုံးကသူ့ကိုဝိုင်းပြီးတော့ကျိုးတွေတုပ်ပြီးတော့တတ်ဖို့ရန်တော့လုပ်တယ်တတ်ဖို့ရန်တော့လုပ်တဲ့ခါမှာသူ့အကိုကိုဖခင်ကအသုံးပြုတယ်ဟာလေလုယာတတ်မတော့တတ်တော့မလို့အိမ်မက်ရှိတဲ့သူရဲ့အိမ်မက်ကိုဖျက်ဆီးတော့မလို့ဒါမှဖျက်ဆီးလို့မရဘူးအာမင်ဆိုတော့ကျမ်းစာမှာဘာပြောလဲစိုင်းတော်လဲမျောလင့်လို့တဲ့အေးအကန်အမှန်ရောက်လာမယ်တကယ်ရောက်လာမယ်တဲ့ဟာလေလုယာဒီအိမ်မက်ထားတဲ့ဘုရားသခင်တကယ်ရောက်လာစေမယ်တဲ့အဓိကကသင်ကလူတွေမြင်တဲ့နေရာရေးပါတည့်ရမိဘတွေကိုပြောပါတည့်ရသားသမီးတွေကိုပြောပြပါဟာလေလုယာအေးကမှန်ရောက်လာမှာဆိုတော့အဲ့လိုမျိုးအိမ်မက်ရှိတဲ့သူတွေကသူ့ရဲ့အိမ်မက်ကိုဖျက်ဆီးဖို့နဲ့သူ့အကိုတွေကကြိုးစားပေးမယ်ဘုရားသခင်ကသူ့ရဲ့အကိုအကြီးဆုံးရူဘင်ကိုသုံးပြီးတော့ငါညီတော့မတတ်ကြနဲ့တဲ့ဒါပေမဲ့သူ့ကိုတွင်းထဲမှာပဲချလိုက်တော့တေဘေးကနေလွတ်ခဲ့တယ်ဟာလေလုယာအိမ်မက်ရှိတဲ့သူရဲ့အိမ်မက်ကိုဘယ်သူမှလာဖျက်ဆီးလို့မရဘူးအာမင်အဲ့ဒီအိမ်မက်ကိုပိုင်တာကလူမဟုတ်ဘုရားပိုင်တာဟာလေလုယာနောက်ဆုံးတွင်းထဲသူကြာသွားတယ်အဲ့ဒါနဲ့တွင်းထဲချပြီးတော့ကဲဘာပဲပြောပြောဒီကောင်ကိုဒီတိုင်းပဲထားလို့မရအောင်ငါတို့ဒီကောင်ကိုငါတို့ရောင်းစားရအောင်ဣရှမေလဖြစ်တဲ့ငါတို့ရဲ့ညီအမျိုးတွေကိုငါတို့ရောင်းစားမယ်အဒဗျာ20နဲ့သူ့ကိုဘာလုပ်လိုက်လဲရောင်းစားပလိုက်တယ်ပြီးရင်ငါတို့အိမ်ရောက်အဖေကိုပြောမယ်အဖေငါတို့ညီငယ်ကတော့သားရဲသားကောင်ကြိုက်သွားပြီးတေသွားတယ်လို့ငါတို့လိန်ပြောမယ်ဆိုပြီးသူ့ရဲ့အဝတ်ကိုယူပြီးတော့သွေးတွေဖျန်းပြီးတော့သူ့အဖေစီယူသွားသူ့အဖေမှယူကျုံမရဖြစ်နောက်ဆုံးဘာလို့ခံလိုက်ရလဲယောသတ်ရောင်းစားခံလိုက်ရတယ်သူအိမ်မက်မှတ်တာတော့ဘာကြီးလဲဘယင်ဆိုရဲအိမ်မက်မှတ်တယ်ငါကိုရီးယားရှစ်ခိုးမယ်ဆိုရဲအိမ်မက်ကြီးသူဘယင်ဖြစ်မယ်ဆိုရဲအိမ်မက်သူမှတ်ခဲ့တယ်ဒါပေမဲ့လက်တွေ့ဘဝမှာတော့ဖြစ်လာတာဘယ်ကိုရောက်နေတာလဲရောင်းစားခံလိုက်ရပြီရောင်းစားခံလိုက်ရပြီသင်လည်းအိမ်မက်ကြီးမမမှတ်ပါသင်အိမ်မက်ကြီးမမရှိလို့သင်တစုံတစ်ခုပြုတ်ကျသွားတယ်ဆုံးရှုံးသွားတယ်သင်ခက်ခဲသွားတယ်ပြဿနာတွေတက်သွားတယ်သင်အိမ်မက်မဖြစ်လာတော့ဘူးလို့သင်မထင်လိုက်နဲ့ဟာလေလုယာလူအနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီယောသတ်ရဲ့အကူတွေကယောသတ်အတွက်ရန်သူပဲသူ့ကိုမနာလို့တဲ့သူကိုမုန်းတီးတဲ့သူသူ့ရဲ့အိမ်မက်ကိုဗာလဲဖျက်ဆီးတဲ့သူလို့ကျွန်တော်တို့လူအနေနဲ့မြင်လို့ရတယ်ဒါပေမဲ့ဖခင်ရဲ့အမြင်မှာတော့ဟာလေလုယာသူ့ရဲ့အိမ်မက်ကိုတွန်းပို့ပေးတဲ့သူတွေဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးပြီးဘုရားကိုချီးမွမ်းပါတကယ်လက်တွေ့တွန်းပို့ပေးတဲ့သူတွေကျွန်တော်တို့ကတခါလေးရမနာလိုတဲ့သူတွေတဝင်းတိုတဲ့သူတွေကျွန်တော်တို့ကိုမျက်စောင်းထိုးတဲ့သူတွေကျွန်တော်တို့ကိုမကောင်းပြောတဲ့သူတွေကျွန်တော်တို့အိမ်မက်တွေကိုပြောတဲ့အခါမှာအတင်းပြောတဲ့သူတွေရှိလိမ့်မယ်အဖြစ်နိုင်တာတွေပြောတဲ့အခါမှာတင်းကိုတငယ်ချင်းတင်းကနေထုတ်ရင်ထုတ်လိမ့်မယ်ကိစ္စမရှိဘူးအဲ့ဒီလူတွေရှိလာပြီဆိုမှတ်ထားပါတင်းရဲ့အိမ်မက်စတင်ပြည့်စုံလာဖို့အတွက်ဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးပြီးဘုရားကိုချီးမွမ်းပါအောင်လူအနေနဲ့စဉ်းစားမယ်သူလည်းနားမလည်နိုင်ဘူးဒါပေမဲ့နောက်ဆုံးရောင်းစားခံလိုက်ရတာသူ့အတွက်အခွင့်အရေးဖြစ်လာတယ်အာမင်ကျွန်တော်တို့မှာဘုရားသခင်ကလေမတရားလုပ်တဲ့သူတွေမတရားလုပ်ခြင်းခံရရင်တော့ဘုရားသခင်တင့်အတွက်လျော်ပေးလိမ့်မယ်အာမင်ဘုရားသခင်ပြန်လျော်ပေးလိမ့်မယ်တင့်ကိုစားဟာလေလုယာဘုရားသခင်လုပ်ပေးလိမ့်မယ်အဲ့နောက်ဆုံးသူဘာရောက်သွားလဲအဲ့လိုရောင်းစားခံရပြီးတော့ယောသတ်ကအစင်းလာတယ်အာမင်အစင်းလာတော့ဘယ်သူကကြိုက်လဲသူပေါ်တီဖာတဘောကြလှုပ်ရည်ကန်ရင်ကျွန်တော်ပြောပါမယ်သူကလှုပ်ရည်ကန်ရင်အရန်ကောင်းတယ်တစ္ဆာရှိလှုပ်တယ်ပေါ့ပါလှုပ်တဲ့ခါမှာအကောင်းဆုံးလှုပ်တယ်ကျွန်တော်ပြောမယ်အိမ်မက်ရှိတဲ့သူတွေကသူတို့ရောက်တဲ့နေရာသူတို့လှုပ်တဲ့အလှုပ်တိုင်းမှာအကောင်းဆုံး professional ကြလှုပ်တယ်အဲ့ဒါအိမ်မက်ရှိတဲ့သူတွေဖြစ်တယ်အာမင်ဒါမှဒီနေ့အိမ်မက်ကြီးမထားဖို့လိုတယ် hallelujah နောက်ဆုံး Potiphar အိမ်ရောက်သွားတဲ့ခါမှာဘာဖြစ်လဲPotipharအရန်သဘောကျလုံးလို့တဲ့သူ့ကိုအိမ်အုပ်ယာထူးပေးလိုက်တယ်တဲ့အာမင်ဘယ်ကိုရောက်လာပြီလဲအိမ်အုပ်ရောက်လာပြီဒါမဲ့ဂျားထဲမှာစုံစမ်းနှောက်ယှက်ခြင်းတွေရှိလာတယ်Potipharမိမပြန်လဲပြီးတော့သူ့ကိုဖျားယောင်းသွေးဆောင်ပြီးတော့သူကထွက်ပြေးသွားတဲ့ခါမှာထောင်ထဲပြန်ထည့်လိုက်တယ်ထောင်ထဲဘာလို့ခံရလဲထ
ထဲ့ခံရထောင်ထဲမှာလဲအိမ်မက်ယူပါယုံရှိတဲ့ခါမှာ तू ဘယ်ကိုရောက်နေလဲ तू ကောင်းကောင်းသိတယ် Hallelujah Where am I ငါဘယ်မှာရှိနေတာလဲယောသကောင်းကောင်းသိတယ် तू ထောင်ထဲမှာရှိတဲ့အချိန်မှာလဲ तू ဘယ်မှာရှိနေတာလဲ तू သိတယ်ပေါ်တီဖာအိမ်ရောက်တဲ့ခါမှာလဲငါဘယ် level ကိုရောက်နေတာလဲ तू ကောင်းကောင်းသိတယ်ငါဘာတွေလုပ်နေတယ်ဆိုတော့ तू ကောင်းကောင်းသိတယ်ဒါပေမဲ့ तू ရောက်ချင်တဲ့နေရာကပေါ်တီဖာအိမ်လား No သူ့ရဲ့ level ကဘယ်ရောက်ချင်တာလဲဘယင် Amen ယူပါယုံအိမ်မက်ရှိတဲ့သူတွေကလေကိုဘာလုပ်နေလဲဆိုတော့ကိုကောင်းကောင်းသိတယ်ကိုဘယ်ရောက်နေလဲဆိုတော့ကိုကောင်းကောင်းသိတယ်ဒါကငါဘဝအဆုံးသတ်မဟုတ်ဘူးဆိုတော့ तू ကောင်းကောင်းသိတယ်နောက်ဆုံးထောင်ထဲမှာရောက်သွားတယ်ဗျာ तू ပေါ်တီဖာမိမ तू ဆွဲဘာညာဆွဲပြီးတော့ထောင်ထဲကိုထည့်လိုက်တယ်လူအနေနဲ့စဉ်းစားမယ်ဆိုရင်တော့သွားပြီပေါ့ရေစုံပြောပြီလူတွေကဘလောက်တိကျွန်တော်အိမ်မက်ကိုဖျက်ဆီးဖို့လုပ်ပေမဲ့ဖခင်ကကျွန်တော်အိမ်မက်ကိုအကောင့်ထဲပေါ်ပေးဖို့ရန်အတွက်အမြဲတမ်းစင်သိရှိတာဖြစ်တယ် Hallelujah တိတ်အောင်စရာကောင်းတယ်နော်နောက်ဆုံး तू အဲ့ဒီနေရာမှာ तू ထောင်ထဲမှာရှိတဲ့ချိန်မှာလဲငါဒီဘဝနဲ့အဆုံးသူ့ရဲ့အိမ်မက်ကိုပဲဘာလို့လဲကျွန်တော်ပြောမယ်ကျမ်းစာထဲမှာကျွန်တော်တော့လိုက်ပြောပါဦးမမြင်ယုံကြည်ခြင်းသည်မမြင်သေးသောအရာတို့ကိုတိမတ်ဆွဲလန်းခြင်းဖြစ်တယ်Amen ကျွန်တော်ပြောရမယ်အိမ်မက်ဆိုတာကမျော်လင့်ခြင်းအဲ့ဒီမျော်လင့်ခြင်းကိုသင်ကဘာနဲ့ဆွဲယူရမလဲဆိုရင်ယုံကြည်ခြင်းဆိုတဲ့တိမတ်ဆွဲလန်းခြင်းနဲ့သင်ရယူရမယ် Amen သင်အခက်ခဲပြဿနာဒုက္ခရောက်လာတဲ့အကျွေးဘလောက်များနေပါစေသင်ရဲ့အိမ်မက်ယူပါယုံရှိတယ်ဆိုရင်ဘုရားသခင်အဲ့ဒီအခက်ခဲအကျက်တဲကြားကနေဘုရားသခင်ဆွဲထုတ်လိုက်အဓိကလိုနေတာဘာလို့သင်အမြဲတမ်းတိမတ်ရမှာကဒါငါနေရာမှန်မဟုတ်ဘူးဒါငါကိုဘုရားသခင်ထားတဲ့နေရာမဟုတ်ဘူးInternational Harvest Church ကိုဖျားခင်ထားတဲ့နေရာကဒီနေရာလေးပဲမဟုတ်ဘူး Hallelujah ဒါရွှေ့မြင့်သောနေရာဖျားထားတယ်ဒါရွှေ့ကျေသောဗိမာန်တော်ဖျားပြင်ဆင်ပေးထားတယ် Amen သင်လည်းဒီ level နဲ့ပဲလာမချင်နဲ့ဒီ level နဲ့ပဲလာအခုတော့ပြောတယ်ရှိတာပေါ့နင်တော့ဘလောက်လူများလို့လဲအကြီးတွေပြောနေတယ်လူတွေပြောလိမ့်မယ်ဒါပေမဲ့ it's okay Amen ကျွန်တော်အိမ်မက်တွေကဘာဖြစ်လဲကြီးတယ် Hallelujahဒါကြောင့်မို့ကျွန်တော်ရဲ့ level ကလည်းမြင့်လာတယ် Amen တင်ကအိမ်မက်မရှိဘူးဆိုရင်တင်ဘာမှမဟုတ်တော့အကျိုးနဲ့တယ်တင်အသက်မရှင်တာပဲကောင်းတယ်တနေ့စားလိုက်တောက်လိုက်တဲ့တင်ဒီကုန်းချုပ်သွားမှတင်ဘာမှအချိုးမရှိဘူးတင်ဘဝက Amen နားလည်ဖို့ဖျားကောင်းကြီးပေးပါစေဒီနေ့ကနေစပြီးတော့အိမ်မက်ကြီးမားမားထားပါ Hallelujah မဖြစ်နိုင်ဘူးဆိုတာမရှိဘူးနောက်ကျွန်တော်ဖွင့်ပြတဲ့ဖျားလျင်စကားလုံးတစ်လုံးရှိတယ်လောကမှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးတဲ့ဖြစ်ချင်တဲ့ဆန္ဒနဲ့ဖြစ်မယ်ဆိုရဲယုံကြည်ချက်မရှိသေးလို့မဖြစ်သေးတာတဲ့မဖြစ်နိုင်ဘူးဆိုတာဘာမှမရှိဘူးနော်ကျွန်တော်ဖျားကြီးကောင်းကောင်းဖွင့်ပြတယ်ရတကယ်ကျွန်တော်အင်္ဂလိပ်ဂျားထဲမှာတရားဟောမယ်ဆိုရင်လည်းတကယ်လုံမယ်ဆိုရင်တကယ်ယုံကြည်တော့တကယ်ဖြစ်နိုင်တယ်သင်မဖြစ်နိုင်တာသင်မလုပ်သေးလို့ယုံကြည်ခြင်းမရှိသေးလို့ဖြစ်ချင်တဲ့ဆန္ဒမရှိသေးလို့မဖြစ်သေးတာလူတိုင်းမှာဖြစ်နိုင်တဲ့အခွင့်အရေးဖျားသခင်ပေးထားတယ်အာမင်ဒါကြောင့်မို့သင်ကိုပြောငါတို့ကဘာလဲဖြစ်နိုင်သောသူတွေပြောပါအောင်ဘာလဲငါဖြစ်နိုင်သောသူတွေတတ်နိုင်သောသူတွေဟာလေလုယာဉာဏ်ပညာရှိသောသူတွေအာမင်အဲ့ဒီ level ကိုကျွန်တော်သွားရအောင်အာမင်နောက်ဆုံးယောသထောင်ထဲမှာသူရှိနေပြီမဲ့လေသူ့ရဲ့အိမ်မက်ယူပါယုံဖျားထားတဲ့နေရာကိုသူကောင်းကောင်းသိတယ်ငါဘယ်မှာရှိနေကောင်းကောင်းသိပြီးတော့ဖျားကိုကိုးစားပြီးတော့သွားတဲ့ခါမှာထောင်ထဲမှာတော့မှဘာဖြစ်လဲသိလားထောင်မှုဖြစ်တယ်တဲ့ဟာလေလုယာထောင်ထဲမှာတော့ထောင်မှုဖြစ်တယ်ဆိုတော့ဗျာစဉ်းစားကြည့်ကျွန်တော်ပြောမယ်သင်ဘယ်နေရာရောက်သင်အိမ်မက်ရှိတော်သူယူပါယုံကြီးရှိတော်သူတွေကအများနဲ့ကောင်းဆောင်ဖြစ်တယ်အာမင်တင်မှာထားရမှာယူပိုင်ကိုကြီးပဲထားဟာလေလုယာဒီရကိုကျွန်တော်ဒီနေ့ပေးနေတာနော်ယူတတ်တဲ့သူကတကယ်တင်အိမ်မက်တိုင်းတင်ဖြစ်လာမယ်အာမင်ဘယ်တော့မှတေးမမွားလေးပဲမမျောလင်းနဲ့ဟာလေလုယာနောက်ဆုံးအဲ့ဒီထောင်မှုဖြစ်ပြီးတော့အဲ့ဒီထောင်မှာစားတော့ကဲနဲ့ဖလားတော့ဝင်နေသူတို့တွေ့ဆိုရင်ကသူတို့အိမ်မက်ကသူအဲ့ဒီအိမ်မက်ကိုအနက်ပြန်ပေးလိုက်တယ်အနက်ပြန်ပေးပြီးတော့နောက်ဆုံးတရက်တော့အဲ့ဒီဖာရောဘုရင်ကြီးကအိမ်မက်အဲ့ဒီအိမ်မက်ကိုရှင်းပြဖို့နဲ့လူတွေကိုခေါ်တယ်သူရဲ့တကယ်ပညာတတ်တွေခေါ်တယ်အိမ်မက်အနက်ပြန်တဲ့အောင်လန်းအထက်လန်းတွေခေါ်ကြတယ်
တယောက်မှကအိမ်မက်မပြန်နိုင်ဘူးတဲ့ဘသူပဲပြန်နိုင်လဲဆိုရင်ယောသက်ကပဲပြန်နိုင်တယ်တဲ့ဟာလေလုယာယောသက်ကအဲ့ဒီအိမ်မက်အနက်ကိုပြန်ပေးလိုက်တဲ့ခါမှာဒီနေ့ဒီချိန်ကနေစပြီးတော့ယောသက်မင်းဒီနိုင်ငံကိုအုပ်စိုးရမယ်တဲ့ဟာလေလုယာငါကိုစားငါကပထမဖြစ်မယ်မင်းကဒုတိယဖြစ်မယ်နိုင်ငံရဲ့ဘယင်ဖြစ်လာမယ်တဲ့ဟာလေလုယာဘုရားနာမဘုန်းကြီးပါစေအခုတော့ तू လိုချင်တဲ့ तू အိမ်မက်ထားတဲ့နေရာကို तू တကယ်ရောက်လာတယ်နောက်ဆုံး तू အိမ်မက်တိုင်း तू အကိုတွေကခါနန်ပြည်မှာသူတို့ရဲ့ရက်ရွာမှာအစာခေါင်းပါလို့ဆိုပြီးတော့သူတို့အဲဂုတုပြည်လာပြီးတော့ तू အရှိမလာရှ िख ိုးတဲ့အရာကို तू မြင်ခဲ့ရတယ်သူ့ရဲ့အိမ်မက်အတိုင်း तू ဘာဖြစ်လာလဲတကယ်ဖြစ်လာတယ်ဟာလေလုယာတကယ်အိမ်မက်ရှိရင်တကယ်ဖြစ်လာနိုင်တယ်မိတ်ဆွေဟာလေလုယာမဖြစ်လာတာမဟုတ်မဖြစ်သေးတာပဲရှိတယ်သင်ဘက်ကနေကြီးကြီးမားမားမျော်လင့်တတ်ဖို့ပဲလိုတယ်ဟာလေလုယာဒါကြောင့်မို့ကျွန်တော်ရဲ့အိမ်မက်တွေကိုဘယ်သူပိုင်လဲဆိုဘုရားပိုင်တယ်ဒီအိမ်မက်ကြီးကြီးမားမားထားတယ်ဆိုတာကဘုရားသခင်စီမှာမျော်လင့်ခြင်းကြီးကြီးမားမားထားပြီးတော့သင်ကယုံကြည်နေတာဖြစ်တယ်နားလည်ဖို့ဘုရားကောင်းချီးပေးပါစေဒါကြောင့်ကျွန်တော်ရှမသက်ခန်းကြီး25မှာပြောထားတယ်ဘုရားသခင်ကလေလူတိုင်းကိုဖြစ်နိုင်တဲ့အရေးချင်းထည့်ပေးတာတယောက်ကို50ပေးတယ်တယောက်ကို30ပေးတယ်တယောက်ကို20ပေးတယ်လို့ငယ်သားဥပမာ3ယောက်နဲ့ပြောပြထားတယ်တချို့လူတွေမှာဘုရားသခင်ပေးထားတဲ့ gift 50ရှိတယ်တချို့တွေမှာဘုရားသခင်ပေးထားအရေးအသွေးအရေးအချင်း20ရှိတယ်တချို့တွေမှာတော့10ပဲရှိတယ်သင်မန်းတဲ့အတိုင်းသင်မှာရှိတဲ့အရေးအတွေ့အကြုံသင်ဖြစ်နိုင်တယ်ဒါပေမဲ့ဘာမလုပ်ဘူးလေ50ရတဲ့သူကကုံသွယ်တဲ့အလုပ်ကိုလုပ်တယ်တဲ့သူ့မှာရှိတဲ့သူ့အရေးချင်းတိုင်းသူလုပ်တယ်20ရှိတဲ့သူကလည်းသူ့ရဲ့အမျက်သူ့မှာရှားတဲ့သူ့ရဲ့အရေးအချင်းတိုင်းသူရတဲ့အတိုင်းသူလုပ်တယ်သူအိမ်မက်ကြီးကြီးမားမားထားတယ်ဒါပေမဲ့10အားငယ်တယ်အဲ့ဒီလူကတော့ဘာမှမလုပ်ပဲဒီတိုင်းထိုင်နေဘာအိမ်မက်မှလည်းမရှိတော့သခင်ပြန်လာတဲ့ချိန်မှာဘာပြောလဲစိုးညစ်တဲ့ငယ်သားစိုးညစ်တဲ့ငယ်သားဘုရားသခင်ကလည်းကျွန်တော်တို့ဖြစ်နိုင်ဖို့အတွက်သင်ရဲ့အိမ်မက်ယူပါယုံကိုလှမ်းနိုင်ဖို့အတွက်အသီးသီးသောမတူတဲ့ gift တွေအရေးအသွေးတွေဘုရားထည့်ပေးထားတယ်ဟာလေလုယာသင်ကရီမန်းချက်ကြီးကြီးမားမားယူပါယုံအိမ်မက်ကြီးကြီးမားမားမရှိသေးလို့သင်မဖြစ်သေးတာဖြစ်တယ်အထဲမှာဘုရားသခင်အကုန်ထည့်ပေးထားတယ်သင်တို့ဖြစ်နိုင်နေရတယ်အတောင်မှန်နဲ့သင်ကိုတတ်ပေးထားတယ်အာမင်အရေးသွေးတွေတင်မှရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဘာမှဖြစ်တာလဲဘာမှဖြစ်ချင်တာစနော်လို့နော်လို့ဘာမှမဖြစ်ချင်ဘူးအဲ့ဆိုရင်ဘာမှဖြစ်လာမှာမဟုတ်မိတ်ဆွေအာမင်နားလည်ဖို့ဘုရားကောင်းချီးပေးပါစေကျွန်တော်ပြောပြမယ်ကျွန်တော် TikTok မှာကျွန်တော်ကြည့်တဲ့အချိန်မှာကြောက်သမားတွေလေကြောက်သမားတွေဘာလို့ကြကြောက်ရှာကြတယ်ကြောက်ပုံကြီးမှာနော်ဆက်စောကြောက်ပုံကြီးမှာသူတို့ကြောက်တွေရှာကြတယ်ဒါအဲ့ဒီကြောက်တွေမှာကြောက်လို့တဲ့သူကြောက်သမားကြောက်ချောင်းကောင်းကောင်းသိတယ်ဒီကြောက်ခောက်လိုက်တာနဲ့ပြီးရင်ကင်လိုက်တာနဲ့ပြီးတော့ကြောက်ဝယ်တဲ့သူကလည်းကောင်းကောင်းသိတယ်လောဘနဲ့လာတယ်လေလောဘနဲ့ကြောက်လာရှာတယ်ကြောက်လာရှာတော့ကြောက်တွေပေးကြတယ်ပေးတဲ့ခါမှာဒီကြောက်ကင်လိုက်တာနဲ့အတွေ့အလေးချိန်နော်ဒါတော့မှသူဓမီနဲ့မထိုးရသေးဘူးဒီတိုင်းလေးကင်လိုက်တာနဲ့သူ့ရဲ့အရေးသွေးကိုကောင်းကောင်းသဘောပေါက်တယ်ဒီကြောက်ကကောင်းလားမကောင်းလားဒီကြောက်ကဟုတ်နိုင်လားမဟုတ်နိုင်လားဒီကြောက်ကတကယ်ကြောက်လားဟုတ်မဟုတ်သူတို့သိတယ်ဘာလို့သူအထဲမှာရှိတဲ့အရေးအသွေးကစကားပြောတယ်အာမင်ဘုရားသခင်ကလည်းအဲ့လိုပဲကြောက်ကိုလောဘနဲ့ကလာရှာတော့ဘုရားသခင်ကဘယ်သူတွေကိုရှာလဲသိလားအိမ်မက်ရှိတဲ့သူတွေကိုဘုရားလာရှာတယ်ဘုရားသခင်ကအဲ့ဒီအထဲမှာတင့်ကိုအရေးသွေးတွေထည့်ပြီးကျွန်တော်ပြောအရေးချင်းရှိဖို့မလို့အရေးချင်းရှိဖို့မလို့အရေးချင်းကတင့်ကိုတဖြည်းဖြည်းနဲ့အတွေ့အကြုံတွေနဲ့တင်အရေးချင်းနဲ့ပြည့်လာလိမ့်မယ်အရေးအသွေးရှိဖို့ပဲလို့အဲ့ဒီအရေးသွေးကိုဖျားထည့်ပေးပြီးသားတင်ရဲ့ background တင်ဘလို့လူလဲတင်ဘာဖြစ်နေလဲတင်အသက်ကြီးနေလို့ဆိုရက်ခေါင်းစဉ်နေနဲ့တင်ရဲ့အိမ်မက်ကိုမထားနဲ့အာမင်ကြီးကြီးမားမားလာထား hallelujah တင်ကိုဖျားသခင်ကအရေးသွေးထည့်ပေးပြီးသားဖြစ်နိုင်တဲ့ຢာတွေထည့်ပေးပြီးသားလုံနိုင်တဲ့အရေးချင်းတွေထည့်ပေးပြီးသားအရေးသွေးတွေထည့်ပေးပြီးသားဒါမဲ့တင်ကိုဘယ်သူမှလာမရှာသေးဘူးဘာဖြစ်လို့လဲတင်မှာအိမ်မက်မရှိသေးလို့ယူပါယုံမရှိသေးလို့တင်ကိုလောဘနဲ့လာမရှာအောင်အာမင်တင်ရဲ့အခွင့်အရေးတကားတွေတင်ကိုလာမရှာအောင်ကောင်းကြီးမင်္ဂလာအံ့ဩဖွယ်ကောင်းကြီးမင်္ဂလာတင်ကိုလာမရှာအောင်တကယ်အောင်မြင်တဲ့သူတွေတင်ကိုလာမရှာသေးဘူးဘာဖြစ်လို့လဲ
တင်းမှာအိမ်မက်မှမရှိတာပန်းနိုင်မှမရှိတာယူပန်ယုံမှမရှိတာယူပန်ယုံရှိတဲ့သူပန်းနိုင်ရှိတဲ့သူတွေကိုဘုရားလာရှာတယ်လူတွေလာရှာတယ်အာမင်နားလည်ဖို့ဘုရားကောင်းကြီးပေးပါစေကျွန်တော်ဒီပုံလေးတစ်ချက်လောက်နောက်ဆုံးမှာနော်ယောသက်ဘယင်ဖြစ်သွားတယ်သူ့ကိုယ်ရဲ့သူ့လာပြီးတော့နောက်တပုံလေးကျွန်တော်ဒီပုံလေးကိုကြည့်အောင်နောက်တစ်ပုံအရှိအနောက်ဆုံးအားလုံးသိမယ်ထင်တယ်ကျွန်တော် KFC မစားဘူးတဲ့သူရှိလား